Okay, ဒီနေ့တင်မှာတော့ဒုတိယမြောက်ဒီနေ့ကဒုတိယမြောက်ရက်ပေါ့နော်ဒီနေ့တင်မှာကတုတ်တန်ရဲ့နံပါတ်4ကဒီကအမို့တို့ကအမို့တာရဆိုရင်ခုဘုံဘို့တင်မှာဖြစ်ပါတယ်ပထမဆုံးတုတ်တန်ဆိုတာကဗမာလိုပြန်မယ်ဆိုရင်တော့ချက်ချင်းပေါ့ A ကိုလောက်တာနဲ့ချက်ချင်း B ကဖြစ်လာတယ်အဲ့ဒါကိုမတင်ခင်အရင်ဆုံးဒီဘက်ညာဘက်မှာရေးထားတဲ့ဟာကနေစပြီးကြည့်အောင်ပေါ့နော်ဒီဟာကပတ်တန်အနေနဲ့ကတော့ဒီမှာတည်တဲ့ဒိုးရှိရဲ့တာခေနဲ့တုတ်တန်ဆိုတဲ့မျိုးပေါင်းပြီးရေးရတာဖြစ်ပါတယ်ဒီနံပါတ်3မှာရေးထားတဲ့တုတ်တန်ဆိုတာကဒိုးရှိရဲ့တာခေပေါင်းပြီးသားပြီးတော့မှနောက်ကတုတ်တန်နိဆိုတဲ့ဟာဖြစ်ပါတယ်ညာဘက်မှာကြည့်မယ်ဆိုတော့တော့အရင် ribbon ကိုဖတ်မှာပေါ့နော်ドアを開けた途端猫が部屋に飛び込んだတကားကိုဖွင့်လိုက်တာနဲ့တာတုတန်ကတပြိုင်နဲ့ချက်ချင်းပဲကြောင်ကအခန်းထဲကိုခုံဝင်လာတယ်အဲ့ဒါကဘလို့အခြေအနေမျိုးမှာတုံးတာလဲဆိုရင် A ကခိခခဲ့တဲ့ A ကြောင့် B ကဖြစ်တာအဲ့ဒါကဘလို့မျိုးလဲဆိုတော့ကA ကဒိုးဝါကိုအခဲတာတုတ်တယ်ကျွန်တော်ကတကားကိုဖွင့်လိုက်တာကြောင့်ဘာသာပြန်နောက်တစ်မျိုးဆိုရင်ကျွန်တော်ကတကားကိုဖွင့်လိုက်တာကြောင့်ကြောင်ကဝင်လာတယ်ဒါပေမဲ့တာတုတ်တန်ရဲ့ဘာသာပြန်အနေအဓိပ္ပာယ်ကချက်ချင်းကျွန်တော်ကတကားကိုဖွင့်လိုက်တာကြောင့်ချက်ချင်းတာတုတ်တန်ဆိုတော့ကြောင်ကဝင်လာတယ် A ကြောင့် B ကဖြစ်တယ်ဆိုတဲ့ဖြစ်ရမှာသုံးပါတယ်ပြီးရင်နောက်တစ်ခုအရေးကြီးတာက B နေရာမှာ予想していないこと B ကကိုမထင်ထားတဲ့အရာပဲဖြစ်ရောဆိုးဆိုတာကကိုမထင်ထားတဲ့အရာဖြစ်မှရပါမယ်ဒီလိုအခြေအနေမျိုးမှပဲတာတုတ်တန်သုံးလို့ရပါမယ်ဒီဘက်ကဘဲဘက်က ribbon အရင်ကြည့်ကြမယ်နော်山の頂上でワインを一口飲んだとってめまいがしたတောင်ထိပ်မှာဝိုင်ကိုတငုံလောက်လေးတောက်လိုက်တာနဲ့ချက်ချင်းပဲမူးဝေလာတယ်ဒါဆိုရင်ဒီစာကြောင်းမှာဘာထူးခြားလဲဆိုရင်နံပါတ် B ဆိုတဲ့အပိုင်းမှာမေမိုင်းကရှိတာမူးဝေလာတယ်မူးဝေလာတဲ့အပိုင်းကရောဆိုးစတေးနိုင်ပြောတဲ့လူကကိုမထင်ထားတဲ့ရောဆိုးစတေးနိုင်မထင်ထားတဲ့အရာကဖြစ်ပျက်လာတာပုံမှန်ဆိုရင်သူကအိမ်မှာဝိုင်တောက်တယ်တငုံထဲတောက်တော်လောက်နေတော့ဝိုင်ကမမူးဘူးဒါပေမဲ့တောင်ထိပ်မှာဝိုင်တောက်လိုက်တာကြောင့်A ကြောင့်ချက်ချင်းပဲ B ကဖြစ်တယ်ဖြစ်လာတဲ့ B ကလည်းကိုရောဆိုးစတေးနိုင်ကိုမထင်ထားတဲ့အရာဆိုတဲ့အရာကိုနားလည်မှရပါမယ်နံပါတ်2က夫は結婚前は優しかったが結婚した途端に態度が変わった夫ဆိုတာကယောက်ျားကလက်မထက်ခင်တော့သဘောကောင်းပေမဲ့လက်တက်လိုက်တာနဲ့တပြိုင်နဲ့態度が変わった B ကိုအရင်ကြည့်မယ် B ကပုံမှန်ဆိုရင်သူ့ယောက်ျားဒီမှာရှိမှပြောထားတာသဘောကောင်းတဲ့ကြောင့်လက်မထက်ခင်တော့သဘောကောင်းမှာတော့လက်ထက်ရင်လည်းသဘောကောင်းမှာပဲလို့သူကယုံကြည်ပြီးသားဒါပေမဲ့မထင်ထားတဲ့အရာစကားပြောသူကမထင်ထားတဲ့態度က B 態度が変わったဆိုတဲ့ဟာကပြောတဲ့လူကသူအံ့ဩပါတယ်သူ予想していないことがဖြစ်ပျက်သွားပါတယ်ဆိုတဲ့ဟာကိုပြောချင်တာနံပါတ်3ကြည့်ပါမယ်国の母に電話をかけた母の音を聞いた途端涙が溢れてきたကိုတိုင်းပြည်မှာရှိတဲ့အမေကိုဖုန်းဆက်လိုက်တယ်အမေရဲ့အတန်ကိုကြားလိုက်တာနဲ့တပြိုင်နက်မျက်ရည်တွေကရှံကျလာတယ်သူကပြောတဲ့လူကနာမီတာကအဟိုရတဲ့ကိစ္စမျက်ရည်ရှံကျမယ်ဆိုတဲ့ကိစ္စမျက်ရည်ထွက်မယ်ဆိုတဲ့ကိစ္စသူအစကတည်းကကြိုတင်စီစဉ်ထားမှာမဟုတ်ဘူးသူကိုယ်တိုင်ကလည်းမစီစဉ်ဘူးသူ့ဘာသူရုပ်ကြည့်ကြီးရောဆိုးစတေးနဲ့ခုတူကအိုခီတာရောအဲ့ဒါကိုပြောပြချင်တာအမေတန်ကိုကြားလိုက်တာနဲ့ငိုချလာတယ်ငိုတဲ့အကြောင်းရင်းကသူရောဆိုးခံမှန်းထားတဲ့အရာလည်းမဟုတ်ဘူးဖြစ်မယ်လို့လည်းထင်ထားတဲ့အရာမဟုတ်ကဖြစ်ပျက်လာတဲ့အကြောင်းအရာကိုပြောပြချင်တဲ့အချိန်မှာသုံးပါတယ်အမေရဲ့အတန်ကြောင့်ငိုတာ A ကြောင့် B ကဖြစ်တယ်နံပါတ်4ချက်僕がさよならと言った途端彼女は走っていってしまったကျွန်တော်ကစာယောနာရာဘိုင်ဘိုင်လို့ပြောလိုက်တာနဲ့တပြိုင်နဲ့ကောင်မလေးရဲ့ပြေးထွက်သွားတယ်ပုံမှန်ဆိုရင်သူကသူ့ကောင်မလေးကအရင်ပုံမှန်နှုတ်ဆက်နေရဆိုရင်ပြန်ပြီးနှုတ်ဆက်တယ်နေမှာပေါ့စာယောနာရာလို့ပြန်ပြောရဲဒီမဲ့ဒီတစ်ခေါက်ကျတော့သူဘာကြောင့်ဒီတာတော့တန်နောက်ကဟာသူ့ကောင်မလေးကအရင်လုံးမဟုတ်ပဲနဲ့ဒီတစ်ခေါက်ကျတော့ထွက်ပြေးသွားဆိုတော့သူမထင်ထားတဲ့အကြောင်းအရာကိုရှင်းပြခြင်းလို့ဒီတာတုတ်တန်းဆိုရဲ့နောက်မှာပဲကိုမထင်ထားတဲ့အရာကသုံးလို့ရတယ်ဆိုတာကိုပြခြင်းတဲ့အချိန်မှာဒီဟာကိုသုံးပါတယ်ပေါ့နော်အဲ့ဒါကဗဒမတစ်ခုနောက်တစ်ခုပြောလို့ရတာက
သူကနှုတ်ဆက်လိုက်တာကြောင့် A ကြောင့်သူ့ကောင်မလေးကထွက်ပြေးသွားတယ် A ကြောင့် B ဖြစ်တယ်ဆိုတော့ပထမတစ်ချက်နဲ့လည်းကြိုက်တယ်နောက်တစ်ခု B မှာလည်းအကြောင်းအရာကလည်းပြိုးသူကိုယ်တိုင်ဘုခုကမထင်ထားတဲ့အရာဖြစ်တဲ့အတွက်ကြိုက်တယ်ဒီလိုအချက်နဲ့ချက်နဲ့ကြိုက်နေတဲ့အတွက်တာတုတ်တန်ကိုဒီလိုနေရာမှာသုံးပါတယ်နောက်တစ်ခုတာတုတ်တန်ကိုအရင်တော့ကြားဖို့မှထင်ပါတယ်ဒီစာကြောင်းကိုဒီမှာနှစ်မှာပေါ့နော်ဝါတာရှိကဤရဲ့ကိုဒေတာတုတ်တန်အမေကဖုတေးတာကျွန်တော်ကအင်ကိုထွက်လိုက်တာနဲ့တပြိုင်နက်မိုးကရွာလာတယ်ခဏကပြောပြထားဆို A အကြောင်း B ဖြစ်တယ်ဆိုတာနဲ့ဒါကိုတိုက်ကြည့်မယ်ဆိုရင်ကျွန်တော်ကအင်ကိုထွက်လိုက်တာကြောင့်အင်ကနေအပြင်ထွက်တာကြောင့်မိုးကရွာလာတယ်အဲ့လိုပြောရင်ကျွန်တော်ကတကိုးရှိတဲ့ဖျားဖြစ်တော့မှာနော်ကိုကဖျားဖတ်မဟုတ်တာဒီလိုကိစ္စဖြစ်စရာဘာကြောင့်မှမရှိဒါပေမဲ့တတုတ်တန်ကိုသုံးလို့ရတယ်ဘာကြောင့်လဲဆိုတော့ကြတော့ timing ကဝါရီကိုတူအာရာဝတ်ထိုင်မီမကိုက်တဲ့အကြောင်းကိုရှင်းပြချိန်တဲ့အချိန်မှာလေဒီလိုတတုတ်တန်ကိုသုံးလို့ရတယ် B ကတော့ထုံးစံအတိုင်းကိုမထင်ထားတဲ့အရာကပဲဖြစ်တယ်ဆိုရင်အမေကဖတ်တက်တာကိုမထင်ထားဘူးရောဆိုစတေးနိုင်မိုနိုကတာအဲ့ဒါ B အနေနဲ့မှန်တယ်A အနေနဲ့ကခဏကရှင်းပြထားတဲ့ A ကြောင့် B ဖြစ်တယ်ဆိုတာမဟုတ်ဘဲနဲ့ A ရဲ့အစားထိုးနေရမှာ timing ကဝါရီဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုရှင်းပြတယ် B ကကိုမထင်ထားဖြစ်တယ်ဆိုတဲ့အခြေအနေမှာလည်းသုံးလို့ရတယ်နေ့လိုဟာမျိုးကဒီစာပိုက်ထဲမှာတော့တိတ်မပြောပြထားဘူးဆိုတော့တိတ်ပြီးတော့အတုံးနေတယ်လို့ပြောလို့မရပေမဲ့သုံးတယ်ဒါပေမဲ့နေ့လိုဟာမျိုးကိုသုံးရင် timing ကဝါရီဖြစ်တယ်ဆိုတဲ့အကြောင်းကိုအဓိကပြောချင်တာကိုနားလည်မှရပါမယ်ဒါတော့တတုတ်တန်ပေါ့နော်နံပါတ်1ပြောပြဒီနေ့သွားမယ့်အကြောင်းအရာကတော့ခတော့အမို့တော့ခတော့မတရခကဝန်ဆောင်ကွန်ပဏီနဲ့ရေးထားတဲ့အတွက်မထည့်လဲရပါတယ်သူသုံးမဲ့ပတ်တန်ကတော့တခေသုံးလို့ရတယ်တခေနဲ့ပဲသုံးလို့ရပါ sorry ပါတခေနဲ့ပဲသုံးလို့ရတယ်တော့သူကလည်းဘာလဲဆိုတာကြတော့အဲ့ဒါကဒီတစ်ခုမှလိုက်နာရမယ်စီကံချက်ပထမဆုံးအရေးကြီးဆုံးစီကံချက်ကဂျီပူနီဆွီဒစ်ခါဝါနိုင်ဂျီပူနီဆွီဒစ်ခါဝါနိုင်ဆိုတာဘယ်လိုမျိုးလဲဆိုတော့ပြောတဲ့လူကဝါသားရှိဖြစ်လို့မရဘူးဒီနေရာမှာဥပမာစာကြောင်းပေါ့နော်ဒိုဝါအခေတာတော့ဒါကေတာကတော့မို့တော့နေကိုကဟဲ့ရနေထိုဘီခွန်ဒါတကားကိုဖွင့်လိုက်တာနဲ့တပြိုင်နက်ကြောင်ကအခန်းထဲကိုဝင်လာတယ်ဒါကဘာလို့မားတယ်ဒီမှာအမားလုံးထားပါနော်ဘာလို့မားရလဲဆိုတော့ပြောတဲ့လူကတကားကိုဖွင့်နေဆိုတာကဒိုဝါကိုအကေလူဖွင့်တဲ့လူကဝါသားရှိဖြစ်တဲ့အတွက်ဒီစာကြောင်းကသုံးလို့မရပါဘူးနံပါတ်1လိုဟာမျိုးဟာတို့တခြားလူတွေဒီမှာဆိုရင်မိုဒီဆန်တို့အာကချန်တို့သူများအကြောင်းပြောမယ်အဲ့လိုနေရာမှာပဲသုံးမယ်ဆိုရင် okay ပါတယ်ဒါကိုယ်တိုင်ဝါတာရှိဂျီဘွန်းဆိုတာဟာသုံးလို့မရဘူးဆိုရှင်းပြခြင်းထည့်ပေးထားဖြစ်ပါတယ်ပြီးရင်ခတော့အမို့တော့မှာအဓိကဒီစာကြောင်းကိုဖတ်လိုက်တဲ့နားလည်ရမှာကအိုဒိုရိုကုကီမိုချီကိုစတိုင်တိုင်းတိုကိစကာကိုအိုဒိုရိုကုကီမိုချီB မှာလာတဲ့အကြောင်းအရာ A နဲ့ B ခဏလိုပဲခွင့်မယ်နော်ဒီရှေ့ပိုင်းကို A လို့ပြောရင်ဒီမှာ B မှာလာတဲ့အကြောင်းအရာကအိုဒိုရိုကုကီမိုချီသူအံ့ဩသွားပါတယ်ဆိုတဲ့အကြောင်းကိုရှင်းပြခြင်းတဲ့အချိန်မှာသုံးပါတယ်ခဏကနံပါတ်1ကကြတော့အချက်2ချက်ကိုက်ညီမှရမယ်နော် A ကြောင့် B ဖြစ်တယ် B ကကိုမထင်ထားတဲ့အရာဒီလိုကတော့အမိုးကိုသုံးမယ်ဆိုတဲ့အချိန်မှာကြတော့ B မှာလာတဲ့အကြောင်းအရာကရောဆိုစတေးနိုင်အတူတူပဲနော်ခဏအိုဒိုရိုကုမိုနိုနဲ့ရောဆိုစတေးနိုင်နဲ့ကအတူတူပဲဖြစ်ပါတယ်ရောဆိုစတေးနိုင်ဆိုတဲ့အကြောင်းအရာကိုအဓိကပြောချင်တာโอเคဒါဆိုရင်နံပါတ်1ဒီသူပြထားတဲ့နံပါတ်1ကိုမဖတ်ဘူးဘာလို့ဒီဟာကတိတ်ပြီးအဆင်မပြေလို့ပေါ့နော်တိတ်ပြီးကိုနားလေဖို့ခတ်တယ်ဖြစ်တဲ့အတွက်နံပါတ်1ကိုကြော်ပါမယ်နံပါတ်2ကနေစရှင်းပါမယ်အကာချန်ဝါအီမနိုင်တာတော့အမို့တော့မိုးဝရတဲ့ရပြီးရင်နောက်တစ်ခုအဓိကရှင်းပြချင်တာကအမို့ထင်းနေဆိုတာက subject သူရှိမှလာတဲ့ဝါတာရှိကအမို့အီမတ်အရင်တော့လည်းသုံးမှုရနော်ကျွန်တော်ကထင်ပါတယ်လို့ပြောရင်အမို့လို့သုံးတာနဲ့သူ့ရဲ့အမို့ထင်းနေဆိုတာ subject ကဝါတာရှိဆိုတာလူတိုင်းသိတယ်ပေါ့နော်အဲ့ဆိုတော့ဒီနေရာမှာအာကာချန်ကအီမနိုင်တာတော့အမို့တော့ကလေးကငိုတယ်လို့ထင်နေလိုက်တဲ့ချိန်မှာပဲချက်ချင်းမဲဝရတဲ့ရထင်တာဘာလို့လဲဝါတာရှိနော်အဲ့ဒါဆိုတော့ကလေးကငိုနေရလို့ကျွန်တော်ကထင်နေတော့မှပဲချက်ချင်းကလေးကရည်နေတယ်အတိကဒီကတော့မဟုတ်တော့ရင်ဘာလို့သိရမှာလဲဆိုတော့နောက်မှလာတဲ့အိုဒိုရိုကုကီမိုချီကစတိုင်တိုင်းသူအံ့ဩတော့ကလေးရဲ့သူအခုပဲငိုနေလို့ထင်တယ်ဒါမှမဟုတ်ကလေးကရည်နေရဆိုသူအံ့ဩတော့အိုဒိုရိုကုကီမိုချီရောဆိုစတေးနိုင်ကိုတော့ကအတိကအကြောင်းလားပြီးတော့ A နဲ့ဒီ3နဲ့4မှာကွာချက်ချက်က subject ကဝါရှာကကျွန်တော်ကိုအကြောင်းဝါတာရှိဂျီဘွန်နီဆွီတစ်ခါဝါနိုင်ကနံပါတ်4ကကိုနဲ့ပတ်သက်ပြီးပြောလို့မရဘူးနံပါတ်3က
自分について使えるကိုနဲ့ပတ်သက်ပြီးပြောလို့ရတဲ့အကြောင်းလေသူတို့နှစ်ခုရဲ့ကွာချက်ချက်ကအဲ့တစ်ခုပဲရှိရလို့မှတ်ထားပေးရပါတယ်ပြီးစာမေးပွဲမှာလည်းတခါတည်းတာတို့တန်းနဲ့ကောက်အောင်မိုးကောက်ရွေးပါဆိုပြီးလာတာမရှိပါဘူးအားကြောင့်တက်စီပဲမျိုးမှာဖြစ်တဲ့အတွက်နံပါတ်ကတော့မိုးကကျွန်တော်ကိုနဲ့ပတ်သက်ပြီး自分について使わないဆိုကောင်းသိရပါပြီသူရဲ့အဓိကပြောချင်တဲ့အကြောင်းအရာကနောက်မှာဘီမာလာတဲ့အကြောင်းအရာကအိုဒိုရိုခုခီမိုချီကိုပြောချင်တဲ့အချိန်မှာသုံးပါတယ်ထပ်တလဲလဲရှိတဲ့နောက်ပြောနေမယ်ရောနေတယ်ရောမယ်ပေါ့နော်ဒါပေမဲ့လည်း3 4 5ခါလို့ပြန်နာထောင်ရင်တော့တေချာပေါက်တဘောပေါက်သွားမယ်လို့ထင်ပါတယ်ပြီးရင်ထင်ပါတယ်โอเคနောက်တစ်ခုတော့ပါမယ်နံပါတ်3やっと部屋が片付いたかと思うと子供たちがすぐにまた散らかしたဒီမှာနောက်တစ်ခုသိရမှာနံပါတ်3ကやっと部屋がဒီနေရာမှာ部屋を片付けたと思ったらဆိုရင်မှားပါတယ်ဘာလို့ဆို部屋をနဲ့တွဲရင်ဒီမှာဝါတာရှိလားဘာလို့လားဘာမှမပြောတော့やっと部屋が片付いたလို့ပြောတဲ့自動ရှိသူ့ဘာသူအော်တိုဖြစ်နေတာတရားကတိတ်ပြီးသွားတာပေါ့နော်ဒီမှာတော့အိုခါတာဇကေရလို့အိုးနဲ့သာသုံးလိုက်ကိုကတိတ်တဲ့လူကကိုဖြစ်သွားမှာအဲ့ဒါကြောင့်ဒီမှာကခါတာဆွေးတာတခြားလူကတိတ်သွားဆိုတဲ့အဓိပ္ပာယ်တက်ရောက်တဲ့အတွက်မှန်ပါတယ်ဟဲယာကခါတာဆွေးတာကတော့အမို့တာအခန်းကရှင်းသွားပြီလို့ကျွန်တော်ကဒီမှာကျွန်တော်ကအထင်မပြောလဲရတော့ထင်းနေဆိုပြီးကျွန်တော်ပဲနော်ထင်းတဲ့လူကသူထင်းပေမဲ့ထင်းလိုက်တာပေမဲ့လေချစ်ချင်းမဲ့ခိုးတော့မို့တာချီကမထင်ထားတဲ့အရာဒီမှာ驚く気持ち予想していないこと子供たちがすぐにまだ散らかしてましたကလေးတွေကထပ်ပြီးတော့ဖွာလိုက်ကြပြန်တယ်အခန်းလေးကရှင်းနေတယ်ကြည့်လိုက်တော့မရှိသေးတယ်ကလေးတွေကဖွာပြီးသွားပြီโอเคနံပါတ်4この頃はဘာလဲ気温の差は大きい昨日は暑くなったかと思ったら今日は涼しいခုတော့ရတဲ့သူရဲ့အပြောင်းလဲကကြီးမားတယ်ဗောနော်။ Okay ဆိုတော့အပြောင်းလဲမြန်တယ်ဗောနော်။မနေ့ကအစကတကတော့မဟုတ်တော့မနေ့ကပူတယ်လို့တွေးနေတော့ထင်တော့မရှိသေးတယ်။အခုကျတော့ဒီနေ့ကျတော့လေအေးစူးရှိအေးမြနေပြန်ရော။အဲ့လိုပဲအဲ့ဒါကြောင့်ကအုံမိုးကိုတော့ရင်ဘာနားလဲရမှာလဲဆိုဖတ်ရင်းနဲ့ဘောင်းနားလဲမှမသိဖြစ်သွားတဲ့။အဓိကအိုဒိုရိုခုခီမိုချီဘီမာလာတဲ့ဒီနေ့စူဇူရှိဆိုတဲ့သူ့ရဲ့အဓိကပြောချင်တဲ့အကြောင်းအရာကဘီသူ予想していないものがဖြစ်ပျက်သွားတယ်ပုံမှန်ပဲဘာသာပြန်တာလေချက်ချင်းလို့ဘာသာမပြန်လဲရတော့တယ်ဒီကောင်ကလေဒီလားကတော့မတရထင်ပေမဲ့လေဒီနေ့ကျတော့စူးစူးရှိအဓိကပြောချင်နောက်ကဘီမာလာတဲ့အကြောင်းအရာကိုအဓိကပြောချင်တဲ့နေရာမှာသုံးပါတယ်ကိုယ်တိုင်ရေးတပ်ဖို့အထိလေ့ကျင့်နေရပေမဲ့ဒိုင်းလောက်နားလေရင်ဆောင်းဘက်မှာလည်းဖြေလို့ရတယ်လို့တေချာပေါက်ရေးလို့ရတယ်ဗောနော်ခဏလိုဘယ်လိုမျိုးလဲဆိုရတော့ဆောင်းဘက်ကြရင်မေးတတ်တာကဟဲရကိုခါတာဇီတာလိုဟာမျိုးတွေမှာအမားအမှန်ပုံစံဗောနော်ဒီလိုနေရာမှာတေချာကြီးဆက်ရမယ်ဗောနော်ဂျီဒိုရှိ subject ကကိုယ်တိုင်ဖြစ်လို့မရဘူးဆိုတဲ့ဟာကိုတေချာနားလည်မှရပါမယ်ဒီနေ့တော့ဒီလောက်ပါပဲပြီးရင်ဒါတွေကိုနားထောင်ပြီးရင်ဘာသာပြန်ရေးစေချင်ပါတယ်ဒါပထမတစ်ချောင်းဂျပန်လိုရေးပြီးအောင်မှဘာသာပြန်လေးရေးပေးစေချင်တယ်ဒီနေ့တော့ဒီလောက်ပါပဲ